lose my dream စိတ်ညစ်လိုက်ဆလေးကိုကောက်တောက်တာငါရဲ့ပျော်ရွှင်မှုတွေဝမ်းနည်းမှုတွေဆလင်းငွေနဲ့သူလွင်ပြောက်သွားရာလုံးငါရဲ့တွေ့တဲ့ကနေခဏလာတော့မေးဖြောက်တာအသိမှပျော်ရွှင်မှုတွေမရှိလို့ငါတွေ့လိုက်တိုင်းမှာဝမ်းနည်းမှုဖြစ်အကိုယ်တိုင်းနားမလဲတဲ့ဘဝတစ်ခုကိုယူမိုက်စွာပုံပေါ်တူစီအတန်ကိုတန်ချစ်ဖြစ်တယ်လို့ငါစိတ်ကငါခန္ဓာကိုဖြက်စီအမြင့်ဆုံးရောက်ကနီးမှာပြုတ်ကြကတစားစီဖြက်စီအခုတော့အောင်မြင်ဖို့တဲ့ယူဖို့ပဲငါဆူတောင်းခြင်းမိတဲ့ငါရဲ့နာဂတ်အတွက်ရက်တွေအများကြီးပဲငါဆူဆောင်းခြင်းမိတဲ့ဟာyo အကြောင်းမရှိဘဲငါရဲခြင်းယူစိတ်နဲ့ကပလဲခြင်းအဖြူအောင်ပိတ်ကားကိုမဲအောင်ပဲငါချဲခြင်းငါတက်ရှူခဲ့တာဆက်ချောင်းနေငါလုံနေမြကဆက်ပြောက်ပြီးအဲ့နောက်ရဲတွေပို့ပြီးတော့ငါဆက်တော့ဖြစ်ကိုပေါ်ကိုပြစ်တင်တဲ့အများကိုပေါ်ကိုပြန်ကြတော့ကိုကားပဲမားပါသည်ငေါငါစောက်သုံးကြဘူးလို့ပြစ်တင်တာကလည်းများလာပြီစိတ်ခံစားချက်တော့ကိုပဲလိုက်တဲ့ကွန်ပန်ရဲ့ဘွားတော့သွားပါပြီစိတ်ထောင်းလို့ကိုချင်ကိုပြန်ထောင်းလဲစိတ်တည်အဲ့တော့ဒေါ်ရမ်ထရက်ခင်မှာငါအိတ်နေအလူဖြစ်ရတာကိုနာကောက်ကိုကြုံသည်အသက်ဆိုတာကလည်းအပုံရှိအဖပြပြီးတော့ခံစားနေရဒုက္ခဝမ်းနဲ့မှုတွေအားလုံးနောက်ဘဝမှာပျော်ရွှင်မှုဖြစ်ရပါလို့ဤအမောင်မရှိတဲ့ဘဝမှာမျက်စိဆိုတာဘာလို့ကိုလဲခံစားချက်ပဲရှိတဲ့ဘဝမှာလုံးတာဆိုတာဘယ်ထုတ်ခဲ့လဲဘယ်ကောင်းဝါကမတည်တဲ့နာကျင်မှုတွေလို့ရောက်လာခဲ့ဘာကြီးရဲ့နဲ့သေးလာတဲ့ငါရဲ့ကွာမငိုချွေးခြင်းများနဲ့နေသေးရတယ်ဘာကြီးရဲ့နဲ့သေးလာတဲ့တက်ရှူရတာရတာမရှိလို့ခံစားရလာတယ်အသွင်မထွက်တော့တဲ့မာရွတွေတော့တန်ရများရလာတယ်ဘန်းရဲ့အလူတွေကငါ့ကိုပြောတဲ့ပေါ်ရန်လောက်နဲ့မခံစားပြပါနဲ့တဲ့အစိမ့်နာရတဲ့ကြားတဲ့တကယ်တော့ငါတို့တွေရုန်းကန်နေရတာကတော့နှိမ့်ဆက်တရားရဲ့လက်ပေါ်ဝါတဲ့ခန္ဓာရင်မရှိတွေ့တော့မနဲ့ပြန်ဆိုတာကတော့ပြတ်တာပဲငါတက်တာတဲ့လူကိုတွေ့လို့ငါဘွားလေးအောင်ငါ့ကိုထားခဲ့ဒါတာယာမှုကိုလိုလားတဲ့မင်းတို့လူရဲ့တပ်ဘဝတရားပဲငါပတ်ဝန်းကျင်ကလူတွေအားလုံးကစီးပွားရေးဓမ္မပဲဘန်းရငါလေသူတို့နဲ့ဝေးရကိုပြေးထွက်ပလိုက်ခြင်းအခုတော့စူးတွေကိုရင်ဖက်ရင်းနဲ့ငါပြေးပြီးတော့မှပွေပလိုက်ခြင်းငါရဲ့နာကျင်မှုပြင်အားတွေကြောင့်ငါကိုင်နေတဲ့တနတ်ရေးကိုလည်းခွေးတက်ပလိုက်ခြင်းတဲခွဲတဲ့တန်အားတေလောက်အောင်နာကျင်မှမင်းတီးရတာနဲ့အတီးတီးနဲ့မင်းမို့လို့ငါ့ကိုထားခဲ့ဝေခွဲများတဲ့ပြဿနာများမင်းကရက်ဆက်တာလားငါကပဲငါ့ကိုပြန်ပြီးရက်ဆက်လိုက်တာလားဖြစ်နိုင်ရင်ငါအိမ်နဲ့ရင်းနဲ့မတိမတာတက်ထွက်လိုက်ပါလားဘန်းရငါဘွားကိုငါရှောင်တွေ့ခင်မှာပဲငါသုံးသပ်မိမှာကိုတွင်ကြောက်လာကြည့်ရဲ့လူတွေကငါ့ကိုပြောတယ်မင်းဘွားကိုမင်းပြင်ဆင်ဖို့တော့နောက်ကျပြီပဲအခုတော့ဒဏ်ရာတွေရလာရင်ရဲတွေကိုငါတောက်တတ်ပြီပဲ fucking good အတင်းလို့ဖြစ်မလာတဲ့မနဲ့ပြန်များစွာငါရီမှန်ချငါ့ကိုကြုံလို့ဆက်ဆံထားတာငါကြိုက်တာလုံးမယ်ငါလုံးတာဖြစ်မယ်လို့ငါလက်ခံထားတာဒါပေမဲ့လက်တွေပွားပို့ပြီးတော့မှခက်ခဲမင်းကိုမုံဆုံးပဲဘန်းရဒါပေမဲ့ငါမင်းနဲ့ဆက်ပြီးတော့မှလက်တွေရပုံမှန်တိုင်းပြန်ဖြစ်ရင်တော့ကောင်းလားပြောပါဦးဘန်းရငါဆုံးသက်ပြီးအားလုံးလက်ရှိတိုင်းချန်ရိတ်ခဲ့ကောင်းမလားဘာမှမတွေ့ဘဲနဲ့အိမ်နေနဲ့ကောင်းတော့မျက်စိဆိုတာဘာလို့ကိုလဲခံစားချက်ပဲရှိတဲ့ဘဝမှာလုံးတာဆိုတာဘယ်ထုတ်ခဲ့လဲဘယ်ကောင်းဝါကမတည်တဲ့နာကျင်မှုတွေလို့ရောက်လာခဲ့ဘာကြီးရဲ့နဲ့သေးလာတဲ့ငါရဲ့ကွာမငိုချွေးခြင်းများနဲ့နေသေးရတယ်ဘာကြီးရဲ့နဲ့သေးလာတဲ့You're so beautiful, yeah.